ပရိသတ်များအားလုံးပဲမင်္ဂလာပါ MAKK YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကစီစဉ်တင်ဆက်ပေးမှာကတော့ဆုံးစုပ်တဲ့ဒီဗီဒီယိုတက်တော်ရရတွေ့တဲ့စာမွေးတစ်ခုပါမွေးရေးသားသူကိုခရစ်တစ်ပြပါတယ်သမီးဒီယိုလာဆန်လေမင်းအညိုဘက်ကဘာဖြစ်တာလဲမိခင်ကမေးလိုက်သည့်စကားကြောင့်ဝတ္တနာစုအားဖြစ်ကြလန့်ဖြစ်သွားရသည်တေချာဖုံးကွယ်ထားပါလေရနဲ့မြင်ပြအောင်မြင်သေးသည်သမီးလည်းမသိဘူးမင်းဟဲ့တင်ဆန်းဆုံးစုပ်တာနေမှာပေါ့အဖောင်းဝင်ပြောလိုက်တာကြောင့်မိခင်မျက်မှောင်တစ်ချက်ကုတ်သွားတဲ့ကြီးမြင်ရလိုက်သည်ဟုတ်မဲမင်းလေးဆုံးစုပ်တာဖြစ်မယ်ဒီကကြီးမှာစုံးနေကြွေတွေမရှိတော့ဘူးမိကိုမှန်ပြောစမ်းတကယ်ပြောတာပါမိမိကမိကသာစုံးမရှိဘူးပြောတာဆုံးခံရတဲ့ကောင်မလေးတွေဆိုအများကြီးပဲတမိတကယ်ကြီးလို့ဆိုသူတို့လည်းပဲမှာအညိုကွက်တွေဖြစ်နေလို့တနက်ခါနဲ့တော့ပုတ်ထားရတယ်ပတ်ကလေးကြီးလိုက်တဲ့မိခင်ရဲ့ရေတံကြောင့်မတနာဆိုအားနေရထညာခတ်သွားသည်စမ်းတင်စုံကဝေဆိုတာတကယ်ရှိတယ်ဟဲ့ရွာတင်ရင်စုံမရှိလို့မရဘူးဟဲ့အမေမသိဝင်ပြောပါနဲ့အမေယာသမီးမမေငငယ်ရငယ်ရကကြည်လာတယ်နော်မှန်မှန်ပြောစမ်းသမီးမညာပါဘူးမမေရဲ့စုံကဘယ်ချိန်ဆုတ်သွားရတာလဲသမီးလည်းဘယ်သိပါမလဲလေဘင်းကိုဆုတ်တာလားပြသမ်းမအောင်ဘာလို့ပြရမှာလဲမမေရဲ့ရင်ဘက်တွေရင်သားတွေမမေကြည့်ကြည့်နေဟာမမေကလည်းမမေကိုညာဖို့မကြိုးစားနဲ့သမီးဟဲ့စမ်းတင်နင်းတော့ကဆိုဆုံးခံရတာမှတ်မိဘူးလားလေပင်ရောရင်ဘက်မှာရောပေါင်မာရောလေအမေအေးလေအဲ့တုန်းကငါတော့နန်းနွင်းနေလင်းပစ်လိုက်ရသေးတယ်အညိုကွက်တွေထလိုက်တာမျိုးအများကြီးပဲလေဟဲ့အမေမဆိုင်ဝင်ပြောပါနဲ့လားဘာလို့မဆိုင်ရမှာလဲငါမိကိစ္စငါဝင်ပါမှဖြစ်မှာပေါ့နင်းတော့လင်ရပြီးတဲ့အထိဆုံးခံရအောင်လေအာအမေငါတို့တုန်းကဆုံးခံရတာသိမရှိဘူးဟဲ့တနခါလေးပြည့်အောင်ပဲနင်တို့လက်ထက်ကြမှာဆုံးကတကူလုံးကိုစုပ်တော့တာပဲဟဲ့စမ်းတင်နင်ဆုံးခံရတော့ကလို့နန်းနွင်းနေလူပြလိုက်စမ်းပါအမေယာမိခင်ရှိကအမြင်ထွက်သွားရင်အဖွားလန့်အော်လိုက်တဲ့စကားကြောင့်မတနာဆိုအားမပြုံးပဲဝလုံးကွဲအောင်ရေရှာမိလိုက်တော့တယ်ပိဋကများအားလုံးပဲအဆုံးထိနားဆင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်စာဖတ်တဲ့အခါမှာလည်းလိုအပ်ချက်လေးရှိခဲ့ရင်ခွင့်လုပ်ပေးကြပါဦးများကျွန်တော်တို့အစီအစဉ်တစ်ချက်သူ MAKK ပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ